တာမွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံ3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တာမွေမြို့နဲ့တာမွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံ3လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းမြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားပါတယ်။မနေ့ကဧပြီလ14ရက်နေ့ည10:10မိနစ်ချိန်ရန်ကုန်မြို့တာမွေမြို့နဲ့တာမွေမြို့မှာရဲစခန်းကိုလက်ပစ်ပုံ3လုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစခန်းတွင်ကြားရောက်ပောက်ကွဲခဲ့ပြီးရဲများထိခိုက်မှုရှိနိုင်တော့လဲအဒီအကြောင်းသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်။ထိခိုက်မှုရှိနိုင်ပေမဲ့လက်ရှိတော့မသိရသေးဘူးရဲဘော်တွေကဘေးကင်းပါပြီလို့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်ရှေ့ပိုင်းခရိုင်ပါကဖရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတကြံကာလမှာ KIA KNU နဲ့ PDF အပါအဝင်တိုင်းရင်းသားများနဲ့လက်နက်ကိုင်များကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေလို့စော်မင်းထွန်းပြောဆိုတော့နဲ့စစ်တပ်ရဲ့နေကြောင်းတိုက်ခိုက်မှုတွေကိုတစုံတစမှထုတ်မပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တကြံကာလမှာလည်း KIA KNU နဲ့ PDF တွေအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေစေဖြစ်ကြောင်းအကြံဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်စော်မင်းထွန်းကမနေ့ကညပိုင်းမှာထုတ်ပြန်ပြောဆိုပါတယ်။ ဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့ထိအကြံဖက်စစ်ကောင်စီကငလင်ပေးကူညီဖို့အတွက်အပြစ်ခတ်ရစဲထားတော့လေ KIA KNU နဲ့ PDF ပါဝင်တိုင်းရင်းသားတွေနဲ့လက်နက်ကိုင်တွေကစစ်တပ်စခန်းကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကတကြံကာလအပြစ်ခတ်ရစဲကိုကြေညာထားတော့လေတိုက်ခိုက်ခံနေရကြောင်းစော်မင်းထွန်းကဆိုပါတယ် KIA အနေနဲ့ဧပြီလ23ရက်နေ့ည10:00နာရီလောက်မှာဗမော်မင်းလာရက်ကွက်မှာရှိတဲ့လူနေအင်ဂျီရီနဲ့တပ်မတော်ရဲ့ကင်းစခန်းတစ်ခုကိုလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတွေ့ရပါတယ် KNPP KNDF အနေနဲ့ဧပြီလ23ရက်နေ့မနက်9:00နာရီမှာပေါ်လက်ခဲမှာရှိတဲ့လုံခြုံရေးစခန်းတစ်ခုကို drone နဲ့လာရောက်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ် KNU အနေနဲ့ဧပြီလ12ရက်နေ့ည12:00နာရီချိန်လောက်နဲ့ဧပြီလ13ရက်နေ့ည9:00နာရီခွဲလောက်မှာထီးတာစကန်ကို drop ပုံတွေ drone အနေနဲ့လာရောက်တိုက်ခိုက်ခဲ့ပါတယ် drop ပုံ80ကျော်လောက်ပြစ်ခတ်တာတွေ့ရပါတယ်ဧပြီလ13ရက်နေ့နေ့လယ်တနာရီခွဲမှာတော့မြင်းမူအလာပကကြီးပါမြင်းမူ PDF ဖွဲ့တွေအလာကပကျေးရွာမှာရှိတဲ့လူနေအင်ဂျီရီနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်အလာဒူစလင်းဘက်မှာညနေ4:00နာရီခွဲလောက်မှာတစ်ခေါက်တောင်လုံခြုံရေးစခန်းကို drone နဲ့လာရောက်ပြစ်ခတ်ကြောင်းတွေ့ရတယ်လို့စော်မင်းထွန်းကပြောဆိုပါတယ်ဒါပေမဲ့အကြံဖတ်စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်စော်မင်းထွန်းကစစ်တပ်ကစစ်ကြောင်းထုံးမှုတွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ၎င်းတို့ကသာတစ်ဖက်တည်းအတိုက်ခံဖြစ်နေရတဲ့ပုံစံသတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။အကြံဖတ်စစ်ကောင်စီကတကြံအကျိုးနီးကစတင်ပြီးတကြံကြာနေထိရခိုင်စကိုင်းမကွေးပဲခူးချင်းပြည်နယ်အပါအဝင်နိုင်ငံတော်ဝန်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုစက်တိုက်လှုပ်ဆောင်နေဆဲဖြစ်ပြီးအပြစ်ခတ်ရစဲတယ်လို့ကြေညာပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုအကြိမ်80ကျော်လှုပ်ဆောင်ခဲ့ကြောင်းပြည်သူ100ကျော်လေကြောင်းတိုက်ခိုက်မှုတွင်တည်ဆုံခဲ့ရကြောင်းမြို့သားညီညွတ်ရေးဆိုရာ NUG ကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိဖို့လှုံ့ဆော်နေသူတွေကိုအားပေးကူညီသွားမယ်လို့အမေရိကန်နိုင်ငံသားဝန်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိဖို့လှုံ့ဆော်နေသူတွေကိုအားပေးကူညီသွားဖို့အမေရိကန်နိုင်ငံသားဝန်ကြီးမာကိုရူဘီရိုကဒီကနေ့တကြံနှစ်သက်ကိုဖြစ်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိဖို့လှုံ့ဆော်နေသူတွေကိုအားပေးကူညီသွားဖို့အမေရိကန်ကဆက်လက်တန်ဋိဌာန်ချထားပြီးဒေသရင်းငြိမ်းချမ်းရေးနဲ့လုံခြုံရေးတို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းမြန်မာနေ့တစ်ကိုတကြံအခါသမယကိုကြိုဆိုတဲ့အနေနဲ့မြန်မာပြည်သူများကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်စုံပါစေကြောင်းမြန်မာပြည်သူများအတွက်အမေရိကန်ပြည်ထောင်စုကိုစားမိမိပြောကြားလိုကြောင်းအမေရိကန်နိုင်ငံသားဝန်ကြီးကဆိုပါတယ်တကြံဆိုတာကအတိတ်ကိုပြန်ပြောင်းဆင်ခြင်ပြီးပုံမကောင်းမွန်တဲ့နာဂတ်ကိုမျှော်လင့်ကြတဲ့ကာလတစ်ခုဖြစ်ကြောင်းအခုနှစ်မှာမလ28ရက်နေ့ငလင်ပြီးမှဝမ်းနဲ့ပူဆွေးမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရတဲ့လူပေါင်းများစွာနဲ့အတူတပေါင်းတစည်းရရှိနေကြောင်းဒီခက်ခဲတဲ့ကာလအတွင်းမြန်မာပြည်သူတွေနဲ့အတူအမေရိကန်ပြည်ထောင်စုကတသားရဲ့ရည်တည်နေကြောင်းအသက်ကိစ္စရေးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ခြင်းနဲ့ပြည်လည်ထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုတွေကိုပေးအပ်ရမှာနိုင်ငံတကာအတိုင်းအဝန်နဲ့ဆက်လက်ပူးပေါင်းသွားမှာဖြစ်ကြောင်းအမေရိကန်နိုင်ငံသားဝန်ကြီးကဆက်လက်ပြောဆိုပါတယ်ဆလပီအဆောင်များပြိုကျသွားလို့နေပြည်တော်ရှိဝန်ကြီးဌာနရုံးချုပ်ရန်ကုန်ကိုပြောင်းရွှေ့အခြေဆိုင်မဲ့ကြောင်းတင်ဆက်ပေးပါမယ်။စေယုံတွင်းရှိအရာရှိလိုင်ကန်ပြိုကျပျက်စီးသွားလို့တည်ဆုံးသူများပြားရလို့သိရပါတယ်။အင်အားပြင်းငလင်ကြီးကြောင့်နေပြည်တော်ရှိဝန်ကြီးဌာနရုံးများပြိုကျပျက်စီးကုန်တဲ့အတွက်ရုံးတချို့ကိုရန်ကုန်မှာရှာရီပြောင်းရွှေ့အခြေဆိုင်မဲ့လို့သတင်းတွေထွက်ပေါ်နေကြောင်းသိရပါတယ်။အလုံးစုံပျက်စီးသွားတဲ့နိုင်ငံသားဝန်ကြီးဌာနဟိုတယ်နဲ့ခီးသွွားလာရေးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ကိုရန်ကုန်ကိုခေတ္တပြောင်းရွှေ့ရုံးဆိုင်မှာဖြစ်ကြောင်းဝန်ထမ်းအချို့စီမှသိရပါတယ်။
ရုံးသုံးခုကိုနေရာရွှေ့မဲ့ပြောတဲ့အခုထိလိုင်းကန်းတွေမှာပိတ်ပိနေတဲ့အလောင်းတွေကိုမထုံရသေးလို့အနံ့နေလဲထွက်နေတဲ့နေကင်းဘက်ပါတကိုးတွေဝင်လို့ကိုလိုင်းကန်းကိုစောင့်ကြည့်နေရတယ်လို့လာဝကဝန်ထမ်းတုပ်ကပြောပါတယ်စစ်ကောင်စီရဲ့စီယုံထဲမှာလည်းအဆောင်များပြိုကျပျက်စီးခဲ့ရငိုးဝါဆောင်အရာရှိငယ်နေအိမ်ရှစ်ခန်းတွဲနှစ်ထပ်လိုင်းကန်းအလုံးစုံပြိုကျပျက်စီးသွားပြီးစစ်ကောင်စီရဲ့တမိသားစုဝင်များတေဆုံးတရားရရှိမှုများပြားကြောင်းဗိုလ်ကြီးစင်ရောထံမှသိရပါတယ်နိုင်ငံခြားရေးနဲ့ဟိုတယ်နဲ့ခီးသွွာလာရေးဌာနကရှုံးပစ္စည်းတွေပြောင်းရွှေ့ဖို့ပြင်ဆင်နေရလို့သိရပါတယ်ရုံးနဲ့လူနေလိုင်းကန်းတွေအတော်ပျက်စီးသွားတယ်လို့သိရတယ်လို့စီဒီအမ်ဗိုလ်ကြီးစင်ရောကပြောပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့9.9 ရစ်စတာစကေးရှိအင်အားပြင်းကလေးကြောင့်နေပြည်တော်ရှိဝန်ထမ်းအင်အားများပြပြိုကျပျက်စီးခဲ့ပြီးဝန်ထမ်းများနေထိုင်စားသောက်ရေးအတွက်ခက်ခဲမှုတွေရှိနေကြောင်းနေပြည်တော်ဝန်ထမ်းတအုပ်ကပြောပါတယ်ရွာတော်တဲခွေစကန်မှာရွှေတန်လွင်ကုမ္ပဏီကနေပြည်တော်တက်နေမြေအတွက်နေစဉ်အလူအယောက်8000စာထမင်းဟင်းချက်ပြုတ်ပြီးဝေငှနေရကြောင်းသိနေရပါတယ်တနေ့လင်းလူ8000စာအတွက်နနက်စာချက်ပြုတ်ပေးနေရတာဖြစ်ပြီးလုံအားပေးလုံလောက်ဖို့အတွက်ချက်ပြုတ်မဲ့သူကိုငွေကြေးပေးပြီးငှားရမ်းထားရကြောင်းလည်းသိရပါတယ်။နန်းစီဒီယန်ဝန်ထမ်း8000ခန့်မှာထမင်းထုတ်တွေကိုတဲခွေစခန်းဒီမှာတွားရောက်ယူဆောင်နေရပြီးနေထိုင်စရာအတွက်အခက်အခဲများရှိနေကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကမင်းတပ်မြို့မှာနှစ်ချင်းဖျားကြောင်ကိုပုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကတကြံအကျိုးနေ့ညနေပိုင်းမှာချင်းပြည်နယ်မင်းတပ်မြို့ရှိမြို့မနှစ်ချင်းဖျားကြောင်ကိုတိုက်လေရင်နဲ့ပုံကျဲခဲ့ပါတယ်မိုးတိမ်တောင်ကြီးမဟုတ်မြို့မနှစ်ချင်းဖျားကြောင်လင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုအချိန်မှာမြင်ရတဲ့မိကိုမီးလုံးချင်းသာဖြစ်တယ်လို့ဒေသခံတအုပ်ကအေပီလာ73ရက်ညနေ4:05မိနစ်ချိန်ပုံကျဲခံရပြီးမိကိုလုံးကြီးတက်လာတဲ့ဓာတ်ပုံနဲ့တကွာရှေးသားက Facebook မှာတင်ထားတာတွေ့ရပါတယ်။ပုံကျဲခံရပြီးရဲ့နောက်ခရီးရန်ဖျားကြောင်ပြက်စီးပုံတွေကိုလည်းတွေ့ရပြီးလူသေးဆုံးထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။ဒေသခံတအုပ်ကမြို့မနေချင်းဖျားကြောင်တစ်ခုလုံးပြိုကျပျက်စီးသွားတယ်လို့ပြောပါတယ်။စစ်တပ်ကတိုက်လင်ရင်နဲ့ပေါင်900ပုံကျဲချခြင်းဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့လည်းမြစ်တိပုံမျိုးစားဖြစ်တယ်ဆိုတာကိုတော့တီးကြအတိမပြုနိုင်သေးပါဘူး။တကြံအကျိုးနေ့ဖြစ်တဲ့ဧပြီလ23ရက်နေ့မှာစစ်ကောင်စီကမနက်ပိုင်းမှာရခိုင်ပြည်နယ်ကျောင်းတော်စကိုင်းတိုင်းကောလင်းမြို့နယ်များကိုလည်းပုံကျဲခဲ့ပြီးပြည်သူတေဆုံးထိခိုက်မှုတွေရှိပါတယ်။စစ်ကောင်စီကဒီကနေ့မနက်9:29မိနစ်မှာရခိုင်ပြည်နယ်ကြောက်တော်မြို့ကိုပုံကျဲခဲ့ရာနေအများပြပျက်စီးပြီးဒေသခံ3ဦးဒဏ်ရာရခဲ့ပါတယ်။အဲဒီနောက်နေကင်း12:10မိနစ်ခန့်မှာစကိုင်းတိုင်းကောလင်းမြို့ကိုပုံကျဲခဲ့ရာစီဆိုင်ကိုထိမှန်ခဲ့ပြီးအဆောက်အဦနဲ့ကားတချို့ပျက်စီးကဒေသခံ2ဦးဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ဧပြီလ9ရက်ညကလည်းမင်းတပ်မြို့နယ်တိုက်နယ်အမှတ်လေးကိုပေါင်900ပုံကျဲချရာကလေးငယ်2ဦးခရီးရန်ဓမ္မဆရာ2ဦးမသက်စွမ်း2ဦးတက်ကြီးရွယ်ဦး2ဦးစုစုပေါင်း6ဦးတည်ဆုံပြီး9ဦးဒဏ်ရာရခဲ့ပါတယ်စစ်ကောင်စီကစကိုင်းငလင်ကြီးလောက်ခတ်ပြီးရဲ့နောက်ရက်ပေါင်း20အပြည့်ရဲ့ကြောင်းကြီးညာထားတော့လဲနိုင်ငံတော်နေ့စဉ်ဘုံပတ်ခြင်းနေပါတယ်မင်းတပ်မျိုးကစီရီယက်မင်းတပ်ပါဝင်ချင်းကြီးနောင်နဲ့မဟာမိတ်များကတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်